哦，我先弄买咖喱，哎，卤鸡，哎，OK，过来他，哎，这个都好多了呗，姐，来上来。အဲ့တင်လေးနဲ့ကဲအားလုံးပဲမင်္ဂလာပါနေရဒါဆော့ရနေ Okay ဒါဆော့ချင်တယ်သူ playground တွေပါလို့ပြောမယ် Okay ဘဘောဟုတ်တယ်ဘဘော that's right ဘဘောဒီကောင်းတယ်ဘဘော Okay ခဏထိုင်check မယ်နော် Okay Diaper check ပဲနော် Okay let's go ready Go ကဲကစားခွင့်ရောက်ပြီဒါတချင်းလေးလာပဲဘာ bless you ဘာ bless you ကစားခွင့်ဒီမှာကြည့်ဝဲမလားတက်ဒီကနေတက်မယ်အဲ့လေဒီကနေတက်မယ်1 2တက်ပြီးတော့ဒီထဲဝင်မယ် Okay တော်ရကွာလေကားတက်နေပြီကလေးอ่ะဟာဘလူးကြီးနေနေလဲအော်စီးမှာမမြင်ဟော့စီးမှာโอ้ပြောနေဘိုကမ်အမလီမကမ်အမလီမတော့ရအမဘလို့သွားရကြီးအမဘောလုံးဘလို့ကမ်ကြီးဟာနင်းချက်တာဝါအမလီမစားမှာအမလီရင်နွေးတွေထဲမှာဟောထဲမှာခုနဟိုဘက်လေကားတော့တက်တယ်ကြောက်မကြောက်မလေးမာမီပါတယ်ရောက်ပါမာမီမစီးပါနဲ့ဘိုင်းနဲ့မပိုက်မလုံးနဲ့စီယုံနဲ့ပြောတာဘောလုံးနေတယ်ဘဘောဒီမှာစင်မီဒီဒီဟိချက်မှာအဲ့လိုချက်မှာမလေးဟဲ့ဟိုတွေကနော်ချာဒိုင်နိုဆောဘလို့တနေရာမှာခဏပဲကျွေးဦးမှာလားthank you ပါပေးမှာ okay ကွာမလာဘာစိတ်မရှိWhich one? You know how this goes? ဒီဘက် Lego ကြီးလာဆော့ဘယ်လိုဆက်မှာအတုံးနေ Marketplace မှာလုံနေကြလေခါတာခုံလေးမှာထိုင်ကြပါအောင်ပေါ့အတန်လေးမြည်ကြည့်ခုံလေးကကြမ်းအဲ့လိုထိုင်တာအမလီမဆော့ဘူးမှာအဖွင့်မှာโอเคတက်ပြီးကားတက်ပြီးကောကားစီရောမှာโอเคကွာတကားလေးပြန်ပိတ်လိုက်ပါအောင်โอเคခေါင်းလာမယ်အမေတက်တာအောင်လမ်းပြလိုက်တယ်ကစရနိုင်ကိုရုံမှာမယ်ကိုဟုတ်ပြီအဲ့လိုဖွင့်ပြီးဝင်အောင်မှာလူကြီးတော့ဝင်လာသူ့မိလိုပဲလက်ကိုင်းကိုင်ပြီးတကားဖိတ်ပြီးချက်ဟောဆင်းတော့မယ်ကားပေါ့လူကြီးအေး Okay ကိုအောင်ထားဒီကတူမဟုတ်တယ်လို့ပဲချင်းဘာဒီဘောလုံးခိုးလောက်ကံမာဒီ
ကိုဘယ်လိုကန်မီကွာအော်လက်ထဲမှာဘတ်စကတ်ဘောလုံးကျွန်တော်လည်းကန်မီကွာကိုဘယ်လိုကန်ဟာဒါစီကန်းမှာဘာလုပ်နေတာလဲဒီမှာဟာစီကန်းထဲမှာဘာလုပ်နေဘာလဲဝင်မလားကလေးအိမ်သေးလေးတွေချစ်စရာလေးပြီးပြီလားရွှေပြည့် Here's အခု diaper လဲတဲ့ technique လေးတစ်ခု share ရင်းနဲ့ဒါလေးခုသုံးနေတဲ့ diaper လေးပါတခါတည်း share လုပ်ပေးစမ်းတော့ဒီ technique လေးကအဲ့လိုလေး diaper changing table မရှိရဲ့ညာပဲဖြစ်ဖြစ်အဲ့လိုသွားရင်လာရင်မဖြစ်ဖြစ်ပေါ့နော်ဟိုတော်အရွယ်ညီမနေတဲ့ကလေးအတွက်ဆိုအဆင်ပြေရယ်ဆိုအရင်ဆုံးသူ့ diaper အဟောင်းမချွတ်ခင်မှာ Here's အသစ်ကိုဆွတ်လိုက်တယ်ပြီးတော့မှသူ့ရဲ့အဟောင်းလေးကိုဆွဲဖျဲပြီးမှ wet tissue အဆူသုံးတယ်ပြီးလို့ရှိရင် tissue ချောက်လေးသုံးတယ်ပြီးတော့မှ diaper cream လေးကိုလိမ့်ပြီးတော့လေဒီဘောင်းဝင်လေးကိုဆွဲတင်လိုက်ရင်လေအဲ့ပြီးသွားပြီပေါ့နော်လွယ်လေးပေါ့ဒီ nature hugs diaper လေးอ่ะပြစုံနေအခုတလားကြော်လောက်တော့ရှိပြီသူ့သဘောကျတာကသူ့မှာ indicator လည်းပါတယ်နောက်တော့သူ့အသားကနုနုလေးနောက်ပြီးသူကအရန်အထူကြီးမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒါလေးလိုလေအဲ့လို sensitive skin အဲ့လို diaper rash prone skin eczema skin တော့ဆိုလို့တော်တော်လေးကိုအဆင်ပြေရဲ့အထူးသဖြင့်နေခင်းနေလေတွေဆိုလို့ရှိရင်လေသူကအဲ့လိုဟိုရာသီဥတုကပူလာပြီဆိုတော့လေသူကအရန်အထူကြီးမဟုတ်တော့အခုလိုပူတဲ့ရာသီဥတုမှာကြတော့အဲ့ဒီအပားလောက်လေးပဲဆိုနေခင်းနေလေဆိုသူလည်းအဲ့လိုပေါ့ပနဲ့အေးလေးဖြစ်နေအောင်ပေါ့သူကလေ gel type diaper ပေါ့နော်ဆိုတော့တော်ရုံနဲ့မစိမ့်ဘူးဟိုလိုရှန်နာတွေဆိုလဲပုံမှန်တော့ဟိုလိုမရှိဘူးဒါပေမဲ့အဲ့လို diaper ကိုဝတ်တဲ့နေရာမှာတနေ့လိုရတာမျိုးဒါမှမဟုတ်သူအရန်စော့တဲ့အခါမျိုးတော့တခါတလေရေတောက်အရန်များတဲ့အခါမျိုးလောက်ပဲသူရှန်နာတွေပါအကြုံဘူးတယ်ပေါ့ဆိုအခုပြီးသူ size ကလည်း XL ဒါသုံးတာတော့အဲ့လိုပေါင်းကသူနည်းနည်းလေးသေးသလိုဖြစ်တော့လေတခါတလေပေါင်းသားမှာချောင်းသလိုတော့သူရှိရဲ့ဆိုတော့ Hersa တော့အခုနေခင်းနေလဲဆိုရင်တော့ဒီ diaper ပဲအခုသုံးဖြစ်တယ်တော်တော်လေးလဲသုံးရတာအဆင်ပြေရသူလည်းတတရှိရပြင် Hersa အခုဒီကြားမှာဘာမှ rash တွေလည်းထားတာမရှိဘူးပေါ့နော်အရင်ကပြောဘူးသူပဲ Hersa ဒီ diaper ကို2နာရီချားတစ်ခါဒါလေးကိုအမြဲလဲပေးရဘယ် diaper မဆိုပေါ့နော်ဒါလေးကတော့အခုလောလောဆယ် highly recommend ပါstrawberry အော်ကြိတ် yummy အော်သူတို့ကြိုက်ဖို့ကလေးကြိုက်ဖို့brain freeze brain freeze ရတယ်โอ้ลิงมาလိုက်တာတရားအထဲမှာဆော့တာဟိုးထဲမှာသူတွေနဲ့လုံးဝမထွက်လာသေးဘူးဘပိုက်ကတော့မရတော့မူးလာလို့မှတပြည့်နဲ့အေးထွက်သွားတာသူနောက်လိုက်ရင် dinosaur ဘယ်လိုអော်လဲ elephant ပြပါအောင် tiger ရော giraffe အဲ့ဒါ giraffe tiger ဘာမှာ tiger အော်ဟုတ်တယ်အမလီ tiger ကြီးอ่ะပြောချင်းဟုတ်အော်အမလီချင်းနဲ့ဒီချာဆင်းတော့ကွာအေးတော်တယ်ဟုတ်ပြီတကားပြန်ပြိမယ်အေးဟုတ်ပြီကွာဖွင့်မယ်ဝင်အောင်ပါโอเคကွာတကားပြန်ပြိမယ်โอเคတော်ရကွာကလေးကမင်းကကိုင်းထွက်အော်ဝီတကားပြိအောင်ပါโอเคကွာဘယ်လိုလုပ်တယ်မျက်လုံးလေးကဘယ်လိုလုပ်တာအဲ့လိုလုပ်တာမသိဘူးကဲကိုရီးယားထုံးစံတိုင်းထုံးကြော်အချာဒါပါ French fries blue card ရေတောင်းမလားဟာလေတော်လေးစားကောင်းလားလူလာကပါစီအောင်မရှင်းမယ်ပေါ့အမလေးဝင်အော်သူဒါရှင်းမှာအော်ရောအော်ကျေးဇူးပါဘိုင်ပါချာဘယ်လိုလဲရှင်းတော့ချောက်ကဲဆော့ပြီးပါပြီ Sorry did you have fun ပြောလားပြောတယ် yes okay bye bye နောက်ဗီဒီယိုကြမှာတွေ့မယ် subscribe